Channel ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေကြည့်ရှုနေကြတဲ့အားကစားဝါသနာရှင်ပရိသတ်များအားလုံးကိုမြန်မာဦးမလီ2025-2026ပွဲစဉ်73ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ YREO အသင်းနဲ့တစ္ဆာအမှန်အသင်းတို့ရဲ့ပွဲစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပွဲစဉ်ကိုတော့ရန်ကုန်မြို့ YUSC ကွင်းမှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ဒီလာဝင်တင်မနဲ့တွေ့တာဝင်းဝင်းရှုပ်ပေးလာပြီ။စာမတင်မဲဒီချိန်မှာတော့ဘလုံးပိုင်ဆိုင်မှုအသာစုရယူပြီးတော့YREOအသင်းအခန်းစစ်ကိုထိုးပေါက်ဖို့အကျိုးစားနေရလဲဖြစ်ပါတယ်။ဖြစ်ချိုးပေးလာပြီ။ဒီလာဝင်အေးရထဲမှာပဲလက်ကန်နေ။ကိုစောနဲ့စာမအသင်းပြန်ရလာတယ်။ဒီမှာတွေ့နောက်တော့ပြန်တွဲရတယ်လက်ကန်ပြီ။ဒီအပြင်ဘက်ကနေပြီးတော့အပိုင်ပိတ်သွင်းယူဖို့အကျိုးစားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ကန်ချက်ကတော့လွဲချော်နေခဲ့ပြီးတော့ကိုလိုမောအနေနဲ့အဆုံးသက်သွားခဲ့ရဖြစ်ပါတယ်ဒီချိန်မှာတော့ရရှိလာတဲ့ပြည်တော်မောတော့ဝိဆန်နာလက်ကန်ထားတယ်ဝိုင်းဒီမဲ့ပြန်ရလာတယ်ဒါရှုပ်လိုက်နေပြီလက်ကန်ပြီဒီချိန်မှာတော့ပြောင်းလဲတစ်ခုကအစတင်မြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဝယ်စားလို့22မိနစ်ဝန်းကျင်မှာပဲချိန်လုံးဖျားပေးတိုက်စစ်စင်ကစားနေတာတော့တစ္ဆာမအတင်းဖြစ်ပေမဲ့လည်းဒီချိန်မှာတော့ဥဆောင်ကိုအရယူသွားတော့YREOအတင်းရဲ့တိုက်စစ်ကအဖြစ်နေရလဲဖြစ်ပါတယ်ဒီချိန်မှာတော့YREOအတင်းရဲ့တိုက်စစ်မှာဒီနေ့ဥဆောင်လာခဲ့တဲ့ဝင်းဆန်နာရရှိလာတဲ့အခွင့်အရေးတစ်ခုတော့အေးရမှာဘယ်ချင်းနဲ့ပြင်းထန်အားပါတဲ့ကန့်ချက်တစ်ခုနဲ့အကောင်းမှုဆုံးအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။မြန်တိုက်စစ်ကနေပြီးတော့ချက်ချင်းရရှိလာတဲ့အခွင့်အရေးတစ်ခုတော့အသုံးချပြီးတော့ဒီချိန်တော့မြန်တို့ခွင့်ပြန်ရလာပြီလက်ကန်နေ။စာမသိအပြန်လည်းရောက်သွားတာဖြစ်ပါတယ်။စာမသိမဲဒီလာဝင်းလူကျူပဲလက်ကန်ပြီ။ဒီလာဝင်းအေးရထဲမှာအပိုင်ပိတ်သွင်းခွင့်ရရှိခဲ့ရလဲဖြစ်ပါတယ်။ဝင်းစာမန်သိစာမန်တင်းနေနေရတော့ဒီနေ့မှာYREOအသင်းကဥဆောင်ကိုသွင်းယူပြီးနောက်ပိုင်းမှာတို့အနေနဲ့ရှေပါကိုပြန်လဲရယူဖို့အတွက်စူးစမ်းနေတဲ့အနေအထားကိုမကြာခဏဆိုသလိုမြင်တွေ့နေရတာဖြစ်ပါတယ်။ညကျမှဝေဖူးရေရှုပ်ပေးရတယ်ကောက်တိုက်ပြီ။ဝေဖူးရေအေးရမှာရှုပ်ပေးရတယ်။ဝေဖူးရေလက်ကန်ပြီဒီချိန်မှာလဲခင်မိုးထွန်းအေးရထိတ်ကနေပြီးတော့ရရှိလာတဲ့အခွင့်အရေးတစ်ခုတော့တိုက်ကန်သူအဆုံးသတ်ဖို့ကြိုးစားခဲ့ရဖြစ်ပါတယ်ဒီကန်ချက်ကတော့YREOအတင်းကစားသမားတွေနဲ့ညှိပြီးတော့ဒီချိန်မှာတော့စာမန်တင်တောင်းညနိုကလက်ကန်ပြီဘယ်ကစားချိန်43မိနစ်ဝန်းကျင်ရောက်မှာတော့ညနိုခင်ရဲ့ပန်နယ်တီတွင်းကိုတကိုးနဲ့အတူတော့တစ္ဆာမန်တင်ခြေပါကိုပြန်လဲရရှိသွားပြီဖြစ်ပါတယ်ညနိုခင်ကတပေးတော့ပြီလက်ပိတ်ပြီဒီချိန်မှာလည်းအကောင်းမှုဆုံးပုံစံနဲ့ဒီမှာတော့ဝိုင်းဒီပြန်ရလာတယ်နေဆန္ဒဝင်လက်ကန်နေညနိုးခင်ကတပေးရပြီကောက်တိုက်ပြီဒီမှာလဲဝိုင်းဦးတဲ့ခန်းစစ်ကပဲရှင်းထုတ်ထားခဲ့ရတာဖြစ်ပါတယ်ဒီမှာထွေးရှုံမျောပေးရတယ်ဒီလာဝေးညနိုးခင်လက်ကန်ပြီဒီချိန်မှာတော့စာမအတင်းသူတို့အတင်းလိုချင်နေတဲ့ဥဆောင်ကိုရရှိသွားပြီလည်းဖြစ်ပါတယ်ဒီတိုက်စစ်မှာဥဆောင်လာတဲ့မျက်နှိုးခင်ဓမ္မရေးမှာရရှိခဲ့တဲ့ပန်နယ်တီတင်းကနေတစ်ဆင့်ခြေပါကိုတွင်းပေးခဲ့လို့လက်ရှိချိန်မှာလဲဒီလောင်ဝင်းရဲ့အကွက်မြင်လာတဲ့ပေးဖို့မှုကနေတစ်ဆင့်ညာကျင်နဲ့ကောင်းမှုဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်လောင်ဝင်းရဲ့ပေးဖို့မှုကောင်းမှုခဲ့သလိုဒီအကြော့ပွဲစဉ်တွေမှာကိုပေါက်ပြောက်နေတဲ့ညနိုးခင်ဒီနေ့ပွဲစဉ်မှာတော့ကိုပေါက်ပြန်လဲ
တွေ့ရှိသွားပြီလို့ဆိုရမှာလည်းဖြစ်ပါတယ် ဝေးရှုမြပေးထားတယ် ရန်နိုခင်းအေရီယာမှာရလာတယ်ရှုပ်ဖြတ်ချိုးပေးရတယ်လေပိတ်ပြီပြန်ပြတ်ပြီးတော့ဝိုင်ယာယူတင်ပြန်ရလာတယ်ရှုပ်ပေးရတယ်ဝင်းဆန်နာပြန်ရလာတယ်လက်ကန်ပြီနေအဖွင့်ကိုတင်ခဲ့တဲ့ဝင်းဆန်နာချီပါဝေးရရှိဖို့အကျိုးစားခဲ့ရလည်းဖြစ်ပါတယ်ဝိုင်ယာယူအသင်းနဲ့ပွဲစဉ်မှာသူတို့အသင်းလိုချင်တဲ့နိုင်သုံးဘက်ကိုစူဆောင်သွားနိုင်မယ်ဆိုရင်တော့မပေးကြအဆင့်3နေရာကိုတက်လန်းသွားနိုင်မှာဖြစ်ပါတယ်ဒီချိန်မှာလဲညနိုးခင်လိုက်နေတယ်လက်ကန်နေတန်ရရှိသွားဖြစ်ပါတယ် အားကစားဝတ္တနာရှင်ပြည်သက်များရှင်ခုဆိုရင်တော့အဲ့တို့အစီအစဉ်တက်ဆက်နေစဉ်တောင်းသွင်းပါပဲ YRE ကိုအသင်းနဲ့တစ္ဆာအမှန်အသင်းတို့ရဲ့ပွဲစဉ်ကပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာဆိုလို့ရှိရင်တော့တစ္ဆာအမှန်အသင်းက YRE ကိုအသင်းကို2-9ဆိုတဲ့ရလဒ်နဲ့ဥဆောင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ရင်းနဲ့ဒီနေ့ရဲ့တိုက်ရိုက်ထောင်းနဲ့တင်ဆက်ဖို့ဒီမှာပဲရန်နာခွင့်ပြုပါရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တအုပ်တယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်